ရှင်ယဟန်ပြုလာတော့လည်းဒါနပါတဲ့ယဟန်နဲ့ဒါနမပါတဲ့ယဟန်တူမလားထုမလားသူတာပဲဒါနပါခဲ့တဲ့ယဟန်ဆောင်းတင်ကတောင်းစစ်ပြီးစီလေးပါပြည့်စုံတဲ့လူတွေပေါ့အလူချင်းတွေဝိုင်းသောတာပန်တော်ကတောင်းဆိုရင်ဆောက်ချင်လို့နော်တောင်းဆိုရင်ဆောက်ချင်လို့တောင်းတော့ခေါင်းတို့တာဘောတို့တောင်းဆောက်ရင်ဘုစုမှန်စုနဲ့ဆောက်ရတာရန်ကုန်မှာကတော့အောင်စံကြောင်းဆိုတာရှိတယ်။ဘုန်းကြီးတကယ်လေးပေါ့။ကိုင်းကောင်းပြီးတော့တိုက်ပွဲဆိုတော့အဲ့ဒါ။အော်နှစ်တက်ဒီသုံးတက်ဒီလေးတက်ဒီကနာတော့ဥပ္ပဆိုတာလူလူတာဘုန်းကြီးကပြစ်တာရတာနဲ့ဒါကြီးကတရားမထိုက်ဘူးလား။တရားနဲ့အကုန်လုံးယူပါလေတောင်းပါလေ။ဘုန်းကြီးကြီးဘုန်းကြီးကဘုစုံလာတဲ့ကြောင်းလေးကြောင်းဆောက်သူ့ပြောဖို့ဝေလို့သူတဲ့လူတွေကတော့တော့ကတားယူပါခွဲပြီးတော့လူကြပါအခုလိုလူကြပါပြောရတော့အဲ့ဒီလိုဒါနပါတဲ့ယဟန်ကစောင့်တဲ့အကြောင်းစီဒီစီလေးပါပြည့်စုံတဲ့ဒါနအားတဲ့ပုဂ္ဂိုလ်ကသင်္ကန်းတော့နွမ်းလုံးမှာဖူးမဲ့သင်္ကန်းလူပဲတရားမရှိနေစရာကြောင်းမရှိကြောင်းလိုပဲမရှိသာသာပြေဖို့ဝေးလို့တဘာသာတော့ဒူတော့အောင်ဆောင်ပဲတဘာသာရ။အဲ့ဒါကဘာလို့မှစေစမဲ့လို့မရှိစိတ်လားမရှိဘူးလား။ဒီထဲဘုရားတော်မန္တလေးမှာနေတော့ကဘေးဘုရားတော်မန္တလေးမှာတော့သာမေရောနာမှာတော့ဘုန်းကြီးတို့ဒေသရတဲ့ဘွဲ့အဲ့ဒီဘေးဘုရားဝဲတဲ့ကိုယ်နေကြောင်းမရှိလို့သာတော့ချနေတယ်ကိုယ်တိုင်ကြောင်းမရှိလို့တော့ဘယ်လိုမှမဟုတ်ဘဲနဲ့တာမန်ကြီးဒီလိုမျိုးတွေကပြည့်တဲ့ဘုံကြီးတွေအဲ့ဒီလိုတွေတော့တက်ပြီးတော့စာချနေရတာဘယ်ဘယ်တော့မရှိဘူး။ဒါလို့စာကျင်းတာပြန်နေရတာဘုံကြီးကပြန်လို့ရဘူးပေါ့။ဒါတော့ဘယ်လိုထူတာမရှိသေးတဲ့။ဒါနပါတဲ့ယဟန်ကသွန်တဲ့တောင်းတဲ့ဒီစီလေးပါးနဲ့တော့လေဒါနပါတဲ့ယဟန်ကဒီစီလေးပါးပြည့်စုံချဘူး။အဲ့ဒီမှာဘုရားပြည်သူတွေကအလမေဝဒါနနေတာတော့ဗန္ဒီရှင်ပြဒါနဆိုတဲ့ဘိကဆိုတဲ့ဘိကမြေဆိုတဲ့ဒါနကိုဒါနကောင်းမှုကိုအလမေဝအလဟိဝပြုကိုပြုတဲ့တရားဘဝသန္တရာကြီးဘာရမယ်ရှင်ဝါလူအလုံးပေါ့ဘဝသန္တရာကြီးနာမှာမသိနာဒါနကောင်းမှုပြုကိုပြုတဲ့တရားအလဟိဝကဣဝဒရာကြီးနဲ့ဆိုသုခဒရာနဲ့ဆိုမဖြစ်မနေလွတ်လို့တော့အပြည့်ကိုပြောရတော့လာမေဝဘုဒ္ဓနိဗ္ဗာန်တော့ဒါနလည်းနေနေပြီဒါနမှာတရားကြီးကဒီပဲဓမ္မကြီးဘာဝနာကုသိုလ်ကောင်းမှုတွေလည်းပဲပြုကိုပြုနေပါတယ်ဘုရားရဲ့လို့သူမနာဒေဝီသူမနာမြင်ရှိတဲ့ဘိသမီးတွေဘဂဝန္တာဘဂ